လူတိုင်းဟာအချိန်မီသိနိုင်တာပဲသို့တော့ဘယ်သူမှကိုသိမယ်လို့မထင်ကြဘူးညာတော့အဖြစ်ကိုအသက်ရှင်မယ်လို့ပဲထင်ကြတယ်အဲ့လိုထင်ရင်ကနေပြီးတော့သွားတာတွေအများကြီးပဲအိမ်ပြင်ထွက်လိုက်တာနဲ့အက်ဆီဒင့်နဲ့တွေ့ခြင်းနဲ့တွေ့သွားတာဘယ်သူမှမျှော်လင့်မထားတဲ့ဟာတွေအချိန်မီသိဆုံးခြင်းနဲ့ရင်ဆိုင်ရမှာဖြစ်လို့ငါရဲ့ဘဝဟာငါရဲ့ခန္ဓာကိုယ်ကြီးဟာသိဆုံးတဲ့သဘောရှိနေတယ်အချိန်မီသိနိုင်တယ်သိခြင်းတရားကိုငါဘယ်လိုနည်းနဲ့မှကြောလွှမ်းသွားလို့မရဘူးဆိုတာလေးကိုစဉ်းစားပေးပါတဲ့အများအားစဉ်းစားပေးပါအဲ့လိုစဉ်းစားပေးလို့ရှင်ဘယ်လိုအကျိုးကျေးဇူးတွေရနိုင်တယ်လဲလူတွေမှာမသေးဘူးလို့ထင်နေတာကိုစီဝိတမတ္တလို့ခေါ်တယ်နော်အသက်ပေါ်မှာရည်မူးတယ်လို့ပြောတာမသေးဘူးလို့ထင်နေလို့ရှိရင်မဟုတ်တာလည်းလုပ်တတ်တယ်မသေးဘူးလို့ထင်နေသည့်အတွက်ကြောင့်သူကမိမိလျော်ရောနေထိုင်လာတယ်မျောလင်းချက်ကြီးတွေနဲ့နေထိုင်လာတတ်တယ်လှုပ်တဲ့လှုပ်ထိုက်တာတွေမလှုပ်ဖ ೇನೆ ဒီပေါ်မှာရည်မူးလာတယ်အဲ့ဒါလို့ရှင်မူးလာတဲ့စီဝိတပဒရှိလာရင်အကုသိုလ်တွေလှုပ်တတ်လို့ငါဟာအချိန်မျိုးသိနိုင်တယ်သိခြင်းတရားကိုငါမကျော်လွှမ်းနိုင်ဘူးလို့စဉ်းစားပေးခြင်းအပြင်မသိဘူးဆိုတဲ့ရှင်မူးမှုတွေဟာရောကြသွားတယ်ကိုယ့်ကိုထင်းနေတဲ့ရင်မူးမှုတွေရောကြသွားရောကြသွားရုံမြတ်မကနောက်ဆုံးမှာအချင်းချက်မရှိအောင်တော့ဖယ်ရှားပြစ်နိုင်တယ်ဒီစဉ်းစားမှုရဲ့တန်ဖိုးကအဲ့ဒါလောက်ရှိတယ်ဒီလိုပြောတာနော်မြတ်စွာဘုရားတရားတော်တွေကလက်တွေ့ကျင့်သုံးအောင်ကိုယ့်ကိုစဉ်းစားဆင်ခြင်မှများတဲ့အခါမသိဘူးဆိုတဲ့အထင်ဟာပျောက်သွားနိုင်ပါတယ်နောက်တစ်ခုကတော့သဗ္ဗိဟိမေပိယေဟိမနာပိဟိနာနာဘဝငါခင်မင်မြတ်လို့ရတဲ့ပုဂ္ဂိုလ်တွေငါတန်မိုးထားတဲ့ပစ္စည်းဥစ္စာတွေနော်တရှိတမဲ့အလုံးဟာမြတ်လို့တယ်ဆိုတာတရှိကိုသာမြတ်လို့တာမဟုတ်ဘူးတမဲ့ကိုလည်းမြတ်လို့တယ်ကိုတန်မိုးထားတဲ့ပစ္စည်းလေးတွေကိုပိုင်ဆိုင်တဲ့ပစ္စည်းတွေတန်မိုးထားကြတယ်မြတ်လို့ကြအဲ့ဒါတွေကိုခေါင်းနဲ့စဉ်းစားပြီးတော့တန်မိုးထားပြီးတော့မြတ်လို့တဲ့တရှိပုဂ္ဂိုလ်တွေနဲ့သို့မဟုတ်ငါပိုင်ဆိုင်တဲ့ပစ္စည်းတွေနဲ့တနေ့ကျတော့ငါခွဲသွားရမှာပါလားခွဲခွာရမယ့်သဘောငါမှရှိနေပါလားဆိုပြီးစဉ်းစားပါတဲ့မစဉ်းစားဘဲနဲ့ယုတ်တည်းခွဲသွားတာတွေမစဉ်းစားကြတော့မစဉ်းစားဘဲနဲ့ခွဲသွားတာတွေညာခွဲသွားပြီဆိုရင်ယူကြုံမရဖြစ်တတ်တယ်အဲ့ဒါလို့စဉ်းစားထားမယ်ဆိုလို့ရှိရင်ဘလို့အကျိုးရှိတယ်မပြတ်စဉ်းစားရင်ဘလို့အကျိုးရှိတော့ဆိုတရားဝါဒီမှာတဲ့ကိုမျက်နှိုးတဲ့အရာတွေနဲ့ပတ်သက်လာပြီးတော့တွေ့တာမှုတွေကတိုးတက်လာတတ်တယ်ပုဂ္ဂိုလ်ကိုမျက်နှိုးခင်မရင်လည်းတွေ့တာမှုကကြီးထွားလာတယ်ပစ္စည်းကိုမျက်နှိုးလို့ရှိရင်လည်းတွေ့တာမှုကကြီးထွားလာတယ်အဲ့ဒါကိုအကြောင်းပြုပြီးတော့တခြားအကုသိုလ်တွေနဲ့လုံလာတတ်တယ်ကိုတွေ့တာမှုကိုအကြောင်းပြုပြီးတော့အကုသိုလ်တွေစက်တိုက်ဖြစ်လာနိုင်အခုလိုဆင်ញင်သုံးသပ်ပေးခြင်းအပြင်တွေ့တာမှုတွေကိုလျှော့ချနိုင်တယ်လျှော့ချနိုင်သည့်အတွက်ကြောင့်အကုသိုလ်တွေလည်းရောကျသွားနိုင်တယ်ဒီလိုအကျိုးကျေးဇူးရှိပါတယ်တဲ့ဆင်ញင်သုံးသပ်ပေးရမယ်